မင်္ဂလာပါကျွန်တော်ကတော့ Start to Singapore ကိုကိုဖြိုးအောင်ပါဒီနေ့ပြောပြပေးမယ့်အကြောင်းရင်းကတော့ကျွန်တော်အရှိမလဲတစ်ခေါက်ပြောပြဖို့အကြောင်းရင်းတစ်ခုပဲပေါ့နော်ဒီ reject case အပိုင်းပေါ့နော်ဒီ reject ကဘာဖြစ်လို့ဖြစ်တာလဲဆိုပြီးတော့စင်ကာပူမှာကျောင်းလျှောက်တယ် student visa လျှောက်တယ်ကျောင်းသားတော်တော်များများကဒီအမြဲတမ်းဒီမေကွန်မေးလေးရှိရဗျဒါပေမဲ့လေစင်ကာပူဘက်က immigration ကreason မပေးတတ်ဘူးဆိုတာကိုလည်းကျွန်တော်တို့အပါအဝင် consultancy တော်တော်များများကသိရှိပြီးသားဖြစ်တယ်ဗျ။ဒါပေမဲ့ဒီနေ့မှာကျွန်တော်ပြောပြပေးရမယ့်အကြောင်းအရာက reject ဖြစ်နိုင်ခြေဘာဖြစ်လို့ reject ထိနိုင်တယ်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ပြောပြပေးသွားမယ်ဗျ။စင်ကာပူမှာဒီ student visa ပေါ့နော် student visa စလျှောက်တော့မယ်ဆိုရင်ကိုယ့်ဘက်ကနေပြီးတော့မှလိုအပ်တဲ့ information ကို document ပိုင်းရောနောက်ပြီးတော့လို့ရှိရင် recommendation letter တွေရောပေါ့နော်အပြည့်စုံတင်ပြပေးဖို့တော့လိုတယ်ဗျ။အဲ့ဒီထဲကနေမှ reject ထိလာခဲ့ပြီဆိုရင်တော့ဖြစ်နိုင်ခြေအမျိုးမျိုးရှိရဗျပထမဆုံးတစ်ခုကတော့ဒီစင်ကာပူဘက်မှာက immigration ဘိုင်းကသူတို့က visa ကိုစစ်ဆေးပြီဆိုရင်လူနဲ့စစ်ဆေးတာရှိသလို AI အသုံးပြုပြီးတော့လည်းစစ်ဆေးတာမျိုးရှိရဗျအဲ့ခါကြလို့ရှိရင်ဒီ AI အသုံးပြုပြီးတော့စစ်ဆေးရဲ့အခါမှာ error တက်သွားတာမျိုးဆိုရင်လည်း reject ဘိုင်းတွေကိုပါဝါတတ်တယ်ဗျဒီလူတွေစစ်ဆေးရင်းနဲ့မှဒီ reject ထိသွားခဲ့တဲ့အကြောင်းသားတယောက်အနေနဲ့ဆိုရင်တော့သူ့အနေနဲ့ပြန်ပြီးတော့ appeal တင်ဖို့အခွင့်အရေးတွေရှိပါတယ်ဗျ reject ထိသွားပြီဆိုတာနဲ့ဒီနိုင်ငံကိုလုံးဝဝင်လို့မရတော့တာမျိုးကတော့မဟုတ်ဘူးခင်ဗျ reject ထိသွားတဲ့လူတယောက်မှာကသူ့အနေနဲ့ပြန်ပြီးတော့မှ appeal တင်တယ်လို့ခေါ်တယ်ကျွန်တော်တို့ပြန်အသနာခံစာတင်ခွင့်ရှိတယ်ဗျအဲ့ဒီထဲမှာဆိုရင်ကိုဘက်ကနေတော့ခိုင်လုံတဲ့အကြောင်းအရာကိုပြပေးရတယ်ဘာဖြစ်လို့လဲဆိုရင်ကိုကဒီနိုင်ငံမှာဘာဖြစ်လို့ကြောင်းလာတက်ချင်တာလဲကိုယ့်ရဲ့ပညာရေးရှင်းကြောင်းလားကိုယ့်ရဲ့ဒီ career အကြောင်းလားကိုယ့်ရဲ့ lifestyle ကိုတိုးမြှင့်ဖို့လားစတဲ့အချက်တွေပါဝင်တဲ့ appeal letter ကိုကိုယ်တိုင်လက်ရင်းနဲ့ရေးပြီးတော့တင်ပြပေးတာဆိုရင်တော့ပို့ပြီးတော့အဆင်ပြေတယ် approve ပြန်ရနိုင်ခြေလည်းပိုများတယ်ခင်ဗျပြီးသွားလို့ရှိရင်ဒီ bank statement အပါအဝင် documentation အပိုင်းတွေပေါ့နော်အပြီးရပြန်တင်ပြီဆိုရင်ဒီ bank statement အပါအဝင် documentation တွေကိုတည်တည်ချာချာပြုလုပ်ပြီးတော့မှတင်ပြပေးတာမျိုးဆိုရင်ပို့ပြီးတော့ကိုယ့်ရဲ့ visa ကိုပြန်ပြီးတော့ approve ရဖို့အတွက်အကျိုးသက်ရောက်မှုကအများကြီးရှိရဗျအားအကြောင်းမလို့ကျွန်တော်တို့အနေနဲ့ပြောချင်တာကတော့ reject ထိသွားလဲပဲကိုကဒီနိုင်ငံကိုလုံးဝပြန်ပြီးတော့ဝင်လို့မရတော့တာမျိုးမဟုတ်ဘူးခင်ဗျအဲ့အတွက်ကြောင့်အားမလျှော့လိုက်ပါနဲ့တင်းအနေနဲ့ပြန်ပြီးတော့မှဒီစင်ကာပူမှာကျောင်းတက်ရောက်ဖို့အတွက် chance တွေအများကြီးရှိပါသေးတယ်ကျွန်တော်တို့ Start to Singapore ကနေပြီးတော့လဲကျောင်းသားတွေကိုဘယ်လိုကျောင်းသားမျိုးမဆို fresher ပဲဖြစ်ဖြစ် reject ထိထားတဲ့ကျောင်းသားပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့အစွမ်းကုန်လှုံ့ဆော်ပေးနေရမို့အမြန်ဆုံးကျွန်တော် Start to Singapore နဲ့အတူစင်ကာပူနိုင်ငံမှာကျောင်းတက်ရောက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျ